ညီလူကဒီနေ့ရောရအောင်မလားအေး ညီမလေးမမကြီးစိတ်အရန်တူနေပြီဖုန်းလေးပါလေးဆက်ကြည့်ပါအောင်လားညီမလေးရဲ့ စိတ်ချပါအမလေးပိုင်ပါတယ်လာမှာပါ ဟာပါလေဒါရဲ့ပုကလာ ဒီနေ့နောက်ကျသွားတယ်တောင်းမှမှာလား ကဲပို့မှာအမြန်လိုက်ပို့တော့စကားတွေများနေကြနေတော့ ဟုတ်ကဲ့ပါဟုတ်ကဲ့မန္တလေးအောင်မလဲကျွန်းမှာဖိုကလာပိုင်ပါတယ် ဟဲ့ပုကလာဆိုတာဘယ်လိုလဲ အော်မိုက်နဲ့မနေလို့မစ်ဆက်ပြီးလို့မေ့နေတာသူ့နာမည်ကဖုတ်ကလားလေနာမည်နဲ့လူနဲ့လိုက်ပါဗါတဲ့ဖုတ်ကလားဖုတ်ကလားဖုတ်ကလားဖိုကလာဆိုတော့ကိုချိုက်ဆုံးနာမည်ပဲတောင်းကြည့်ပါမမောင်းနေဘူးလား အော်မောင်းပြီမောင်းပြီ你那个谁家都他给人喏，起码你看弄阿家干的弄啊，那嘛嘛给人喏，阿龙那嘛一家钱你交给，小什么弄的喏？တော်လေးရတယ်ရှုပ်ရှင်မလောက်ပါဘူးတော်လေးရဲ့စမ်းပါရေးစားဆိုလို့သူတရားပဲရှိရ 多的一家人，那嘛姑就不是。 ဟုတ်ကဲ့ 俺那个，A 是你们喏， ဟုတ်ကဲ့တော်လေး 哦，你那边爱的呀，两个那边爱的呀，A 是谁拿来嘛？把咱妈妈家庭喏。哦，原来家里啊。 ဟုတ်တယ်ဒါကျွန်တော်ဖုန်းဆက်ကြတယ်ရန်ကုန်လာတဲ့အဲ့ဒီ ဟုတ်ကဲ့ကျေးဇူးပါ ဒါဒီဟိုတယ်ပါရှင်မမြတ်ဘူး တခုခုစနေပြရရှိရင်ဘုဆက်ပါနော်တကယ်ကြီးထားခဲ့ရအောင် ဆက်ပါ အဲ့ဒေါ်လေးကဇန်မီနာပြန်လာမှာဟုတ်လား ဟုတ်တယ်အဲ့ဒီလိုတော့ပြောသွားတာပဲ အဲ့ဆိုကိုနဲ့အမျိုးရဲကိုရှောက်လေအောင်ဒီမနေ့လေးမှာအများကြီးပဲဟုတ်ပြီကိုရမလား လိုက်မယ်ညီမလေးတို့လည်းလိုက်မယ်နော်ဟုတ်တယ်မောဖက်နဲ့သူလိုက်ချင်လိုက်မလိုက်ချင်ညီမလေးတို့တော့သွားမှာပဲ အဲ့ဒါငါရီးစားလေနင်တို့ရီးစားမနဲ့တော့တယ်နင်တို့ဘာလိုက်လုံမှာပြော ဟုတ်ပါသူတို့ဘာလို့ခေါ်မှာလဲချစ်ကိုပဲခေါ်မှာ ဟုတ်ကဲ့ကိုနေပဲလိုက်မှာဒါနဲ့အကျန်ကိုဘယ်သူမှလိုက်လို့ရမှာမဟုတ်အဲ့တဲ့တွေလက်ခံထားတယ်လေညီမလေးတို့ရဲ့နော် တက်ခုပဲရှိမှာမနဲ့ဖုံးမယ်လေ အဲ့ဆိုကိုပေါ်တာလေးခေါ်လာပြီးတော့မနဲ့ထိုးလိုက်မယ် လောမမဖြစ်နိုင်အောင်တော်လေးတင်ကျွန်တော်လောက်ခါရောက်မှာတော်လေးကျွန်တော်တာဝန်ပေးထားရလေပြီးရင်ဧည့်သည်တွေကလည်းရှိသေးရလေဗျာ ဟာလောက်ပါကိုလေးကနင့်ဆန်ကဘယ်မှလည်းမလဲရအောင်လောက်တစ်ခါနဲ့ဆိုတော့ပြေးကြပြီ ဟုတ်ပါတယ်ကိုလေးရဲ့ကိုလေးခိုင်းတာအကုန်လုပ်ပါမယ်ကိုလေးစကားလည်းနားထောင်ပါမယ်နော်ဒါလေးတစ်ခုကခွင့်ပြုပေးလိုက်ပါ ဟုတ်တယ်ဟိုဂလေးမတိအောင်ဝိုင်းပြီးလိန်ကြမယ်လေသူမတိတော့ပါဘူး ဟဲ့အဲ့ဆိုရင်ငါရောဝိုင်းပြီးလိန်ပေးရမှာလားယင် အာမမတမျိုး ဘယ်လိုလောက်ပါ သွားမယ်လေတော့သွားမယ်ဒီတစ်ခါပဲ โอเค
အောင်လက်မှန်နဲ့ပဲထိုးရမယ် ဒါကျွန်တော်တကယ်ချင်းနေအောင်သူကပုံစံသူကရှိုင်းတစ်တယ် အာလင်းဒါလေးမမရဲ့လေဟိုဟာလေ တိပါပြီအဲ့လောက်ဆိုနေတဲ့စိတ်ချင်တော့မပြောချင်ဘူးဘယ်တော့လို့ ဟောအဲ့ဒါကျွန်တော်ညီလေးပိုင်ပိုင်နဲ့ဒီမှာရွှေဘောရောက်လာတာမန်လေးတစ်ကြံလေးချင်းလို့ရဲ့ဘိုင်ဘိုင် ပိုင်နေလားပိုင်ထင်လိုက်တာ နေ့တစ်ခေါက်တော့ရောက်လာမယ်မိမချောလေးရဲ့မတောင်းပွင့်တဲ့ရက်ကိုလေးတွေးဆွေးမိတယ်အပြုံးကလေးနဲ့မသိသလိုကွယ်လန်းသွားရဲ့တဲ့ဒီနေ့တယောက်မို့မောင်းကိုလေးခွဲခွာတာလားဒီနေ့တစ်ခေါက်တော့ရောက်ချင်တဲ့မိမချောလေးရဲ့မတောင်းပွင့်တဲ့ရက်မှာအတူတွဲနှွေးကြမယ်တွေ့တော့မှတစ်စိမ့်တွေလို့စိတ်မသွားနဲ့ခွဲဒီနေ့တယောက်မို့မောင်းကိုလေးဆုံးခွာပါလား You have ဟိုတနေ့ကတော့တရားသူကလေးကတော့ချစ်စရာဒီရဲ့ချာတမင်တာ You ကြောင့်လူတိုင်းငါပြောတယ်အမင်းတွေ့ကြောင်မောင်းဘဝကိုရှုံးမပေးနဲ့တဲ့ God could not ပြောချင် ပြောတော့ကတော့စူပူညာညာနေမလုပ်ဘူးဆိုခုကဟမ်ပြမယ်မနေဘူးပြမယ် You got to know you got to know ရေဆုံးယုံမေရီအလားကတော့ဒီမန်တက်ကလာဆုံးလူများရွှေရမှာတော့ပြရောင်လေးဘဝရောင်လေးကိုစီရိုင်းဆိုင်ဒီလုံးလာတော့ငယ်ဒီမန်တက်ကလာဆုံးလူလည်းပြောကြပါဦးဘန်ကင်ကြီးတဲ့ရှောက်ကလေးပြောင်းအောင်ဆုံးပေါ်တဲ့မေရီဟိုမာချီအားလုံးကိုပွင့်ကြတဲ့ရေရီဆိုကဆွဲကုန်စေတဲ့တူတူကြီး Mystic ကူပြောင်းလဲတော့ဒါရေတွေကိုပပြန့်ဆိုပါစတွေမှာအေးဘန်ဘတော်တော့ပွင့်တဲ့ပြုံးမေရီကလာတဲ့အခါတချင်မပြောစရာ Hey You got to know you got to know it's so young Mary and I got to demand that calazo ဟဲ့ထားကြတော့လေနောက်ကျနေပြီ စိုးရှိတယ်မမကြီးက ဟုတ်တယ်လေမရဲ့လေစောရှိရဲ့ယူ ဘယ်ကစောရမှာလဲဟိုမှာအောက်မှာကလေးတွေတောင်ရောက်နေကြပြီမြန်လာကြငါအောက်မှာစောင့်နေမယ်ဟွန်း အဲ့လိုမျိုးမကြိုက်တော့ ပြင်းလိုက်တာမြို့မှာသူများရဲ့လဲနေကြပြီ
ကြံတရင်လုံးဒီမှာပဲပြောမှလားမသိပါဘူးမမရဲ့ ဟုတ်ပါအေးဖုံးခွဲလိုက်တာနဲ့သူများတွေနန်းတက်မှာကဲနေကြတာကြည့်ပဲဟုတ်လဲကားလေးနဲ့လွယ်ချင်လိုက်တာကြီး ခလုံးတော့ကြာနေတော့ဒီမှာမျောလိုက်ရ ဟာလေစိတ်မရှိတော့ဘူးအကြောင်းရှိတော့နောက်ကြပါဘောဟိုနှစ်ကောင်လေးပေါ်မလာနဲ့ငူကုန်ညောင်တဲ့ထွက်လာလိုက်တာသူ့မန်းတဲ့ကိုလည်းလာသေးတယ်မျက်နှာရဲလို့စူပုံရင်စိတ်ထဲမအောင်ဒီလိုဆိုရင်ပြန်တော့ဘာမှပြန်ရမလို့အားလုံးကားတော့ငွေရသွားမယ်အားလုံးဆိုရင်လည်းလူကြီးနဲ့ကလေးမပါအောင်တော့လူငယ်ပဲပါမှာဟာရောက်နေမင်းတို့ကတော့အဲ့လိုလုံးလို့မရဘူးလေကွာပါလဲဗျာကားမဆက်တော့ဘူးဗျရှေ့မှာနောက်ပေါ်လိုက်ဖို့ရှိသေးတယ်ကားရတယ်မဆက်တော့ခဏလူကြီးနေခဲ့လိုက်ကျွန်တော်လူငယ်ပဲသွားမယ်ဩမင်းတို့နှစ်ကောင်ကဒါကြောင့်ကြာနေတာဟိုကိုချစ်ဆုံးလေးဖြစ်နေတဲ့ဆန္ဒဆိုလေဖြစ်စီပေးရအောင်ပေါ့ဟာဆရာကြီးဘာဖြစ်သွားလဲကားရက်သွားတာပဲဟုတ်ဗျာအဲ့ဒါကျွန်တော်ဘာလို့မှလဲဆင်းတာတွန်းလိုက်ပါတော့ကွာစီးပြောမှာလေချလေးကိုစင်း ဟွာကားပဲတနာတော့ကွာ都没有，真假红哈，真假。ไปမင်းစင်းစရာမလို့ 哎呀， နေခဏကမရီမင်းတို့ဘာလုပ်နေအောင်စင်းဟာရှမ်းရှိန်နဲ့ငါပါစင်းမ啊，这阿姨，高难好嘛啦？မကောင်းနိုင်တော့ဘူး ဟာခင်ဗျားလည်းပြင်းတယ်ဘူးလားဗျာ ကျွန်တော်ဝက်ချော့ဆရာမမဟုတ်ဘူး ဟာအဲ့ဒါဆိုပြန်လာလဲပါတော့ဗျာတာကျူတဲ့တကူလာချင်းခါနှစ်ကူတင်းကြမှာဟာလူလေးနဲ့တွေ့ရဖို့မမင်းလည်းမမေ့နိုင်ပါဒီနှစ်တွင်လဲကြုံရမှာလေတန်တာတဲ့ဒီချိန်ကတော့ပန်းပွင့်တဲ့တတိယနေလို့ပါလူလေးနဲ့တွေ့ရ哎呀，好吧，好吧，搞定了。တော့ရောက်လာမယ်မိမချောလေးရဲ့ အဲ့ဒါဘာလုပ်နေကြတာလဲမင်းတို့လည်းအကုန်လုံးငါအိမ်မှာအကုန်စင်းတရားမှမနေနဲ့ ဒီမလေးအဲ့လိုမျိုးမဟုတ်ဘူးခလေးအဲ့လိုစိတ်လျှော့ပါစိတ်လျှော့ပါမမရေလာဒီမှာရှင်းပြပေးလိုက်ပါဦး ဒီချာနင်းမို့ပြောတာခလေးတွေခွင့်လွတ်ပေးလိုက်ပါ တေချာမထားတဲ့တန်တဲ့တောင်ဒီတော့ကဒီလိုကိုလောက်တာ တော်လေးအဲ့တယ်နဲ့တမျိုးတော့ဒီလို ပြမယ်နင်တို့ပြောတော့စူစူညံညံမလုပ်ဘူးဆိုအခုတော့ပြောတော့တစ်မျိုးလုပ်တော့တစ်မျိုး ဟာဘယ်လိုပြကြတော့ ဟုတ်ကလားနင်ပြောတော့အေးအေးဆေးဆေးဆိုအခုတော့စူလို့ညံလို့ ဟာပတ်စံလေးလည်းအကုန်ရှင်းပြီးသွားဆိုတော့ဒီကြံတွင်းလေးတော့ကြိတ်မိတ်ပြီးနေလိုက်ပါဗျာတောင်းမှန်ပါတယ် ဟုတ်ပါတယ်မှပြောနေလိုက်တာနေလိုက်ပါအဲ့ဒါဆိုနင်တို့ဂတိတစ်ခုပေးရမယ် ဟုတ်ကဲ့ပေးပါဗျာဟုတ် ငါတို့လည်းတကြံပိုးကထိမ့်မရတော့ဘူးဆိုတော့တကြံတင်မင်းတို့နဲ့ပဲပြောမယ်တကြံပြီးရင်မင်းတို့နှစ်ဆန်းတရက်နေ့ကိုဖ
ုန်းကြီးเจ้าကိုငါတို့နဲ့လိုက်ခဲ့ရမယ်ဘယ်လိုလဲ โอเคလိုက်ပါဒီပေးပါအဲ့ဒါဆိုလဲပြီးရော အမားတို့ပြောလို့ခွင့်လွတ်လိုက်မယ်ကျမကလည်းတကြံဘုံကရှိနေတော့ဒီနေ့တော့ကဲနိုင်အောင်မယ်ဒီပုံစံကိုတကြံတွင်းမမြင်နေတာနော်ဟွန်း ကြွားတဲ့ဒေသပြန်လွင်လို့နေသူပြောင်းစားတခုသေးတာကြည်စားသလားစိတ်တော့စိုးနဲ့ ကြည်စား ပြောပြကြည်စားရင်စိတ်ဆိုးမလား နောက်လိုက်တော့လေနောက်လိုက်တော့ စိတ်ဆိုးလားပြောအောင်ဒီရင်မလာပါနာပါမလုံးရေပေါ်ရစားတာမြို့ပြပါရင်တော့အာနာစိတ်ဆိုးတတ်ဘူးဟုတ်လားဒီတိုင်းတော့မန်တဲ့ထဲလားဝင်နာရင်စားပြေပေါ့နော်ရီရအောင်ပြောစရာကောင်းအောင်မလုံးရေပေါ်ရစားဒီချိန်ရမြောင်းတော့ရီစရာနဲ့စားစရာယောဂဘာဘာအမေလိုက်ကြဆိုလာပါခေါ်တယ်စေနာနဲ့ ဒီတကြံရဲလေးကခလေးတွေကိုနားလည်မှုပေးလိုက်ပါညီမလေးရဲ့ ဒီကြံရလေးတော့နားလည်မှုပေးလိုက်မယ်တကြံပြီးရင်သူတို့ကောင်းကောင်းစီကံတင်ကြရမယ် ခွင့်လို့ပေးလိုက်ပါညီမလေးရဲ့သူတို့တွေလည်းပျော်နေကြတာမှမဟုတ်တာဟိုမှာကြည့်လိုက်ပါဦးမနက်ဖြန်တကယ်ပြန်มาလား ဟုတ်တယ်အခုစီနေပြီးတော့အိလေဒီမလာခင်နေကအပြန်တော့အိမ်ကအကုန်စီစဉ်ပေးလိုက်တာအိမ်ကစိတ်မချလို့ အဲ့လိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ ဝေးရတော့မယ်ဆိုပြီးမှမိတဲ့ပေါက်မလာတော့မသိဘူး တကြံရထင်မှာပြောစရာအများကြီးဆိုပြီးမဲ့ဝမ်းနေစရာနဲ့အဆုံးသတ်ရတော့မှတော့မသိဘူးနောက်ဆိုရင်အခုလိုတွေ့ရဖို့ကမသေးကြတော့ဘူးပေါ့နော် ဟုတ်တယ်တော်လေးရလေရှင်ပြီးအခုလိုမျိုးထားလို့မရလို့မထင်ဘူးမနေ့ကဖះမှာတို့တွေအားလုံးစုံပြီးအားလုံးဝေးရတော့မချင်နဲ့
နှစ်မှာကျမ်းမာချမ်းသာတွေကြောင်းစုမုံကောင်းတောင်းလိုက်ပါတယ်